accounting မှာဒီ financial statement တွေမရောက်ခင်ဘယ်လို transaction တွေအဆင့်ဆင့်ဒီသွားတယ်ဆိုတော့ပြပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ business တစ်ခုမှာ documents တွေရှိဖို့လိုပါတယ် documents တွေမှာဆို business documents တွေကနေတစ်ဆင့် product original entry တွေကိုစာရင်းသွင်းရမယ် product original entry တွေမှာဆိုလို့ရှိရင် sale date တို့ partial date တို့ sale return partial return date တို့ journal တို့ဒီစသဖြင့်ပေါ့နော်အဲ့လိုမျိုးဒီဘုတ်ဒီပါဝင်နေအဲ့ဒါတွေကဘယ်ကနေကြည့်ပြီးသွင်းရလဲဆိုတော့ဒီ document တွေကိုကြည့်ပြီးတော့ဒီစာရင်းသွင်းရတာအဲ့လိုဒီ product original entry ပြီးလို့ရှိရင် ledger account T account ကိုစာရင်းသွင်းရမယ်ဒီ T account ကိုသုံးပြီးတော့ဒီ trial balance တွေဆွဲလို့ရတယ် bank reconciliation ဆွဲလို့ရမယ်ဒီ control account တွေဆွဲလို့ရမယ်ပေါ့နော်ဒီ financial statement ဆိုတာကဒီ trial balance မှာပါဝင်တဲ့အရာတွေကြည့်ပြီးတော့ဒီခွဲပြီးတော့နောက်ဆုံးမှာ financial statement တွေ financial statement မှာဆိုလို့ရှိရင် income statement ပါမယ် statement of financial position ပါမယ်ဒီလိုမျိုးအစဉ်စဉ်သူတို့ဒီကြည့်ပြီးတော့ဆွဲသွားတာဖြစ်တယ်နောက်ပြီးတော့ဒီလိုမျိုးပထမဆုံးနားလည်ရမယ့်အပိုင်းက business document အပိုင်းနားလည်ရမှာဖြစ်ပါတယ် business document မှာဆိုလို့ရှိရင်ဝယ်ရတဲ့သူနဲ့ရောင်းတဲ့သူနဲ့2ယောက်ပေါ့နော်ပါဝင်မှာပေါ့ဒီဟာလေးကိုချက်ကြည့်အောင်ပထမဆုံးအနေနဲ့ဒီရောင်းတဲ့လူရှိမယ်ဝယ်တဲ့လူရှိမယ်ရောင်းတဲ့လူရဲ့ဝယ်တဲ့လူရဲ့ဒီရောင်းတဲ့လူကပေးပို့တဲ့ဟာလေးကိုလိမ္မော်ရောင်လေးနဲ့ပြပြီးတော့ဒီဝယ်တဲ့လူကရရှိတဲ့ဟာလေးကိုတော့စိမ်းရောင်လေးနဲ့ပြထားပါတယ်ပထမဆုံးအနေနဲ့ quotation ဆိုရအောင်နားလည်ရမယ် quotation ဆိုတာဘာလဲပေါ့နော်အဲ့လိုမြင်တာအောင်လို့အပေါ်မှာပြထားတယ်ပေါ့နော်အပေါ်မှာပြထားတယ်ဒီမှာဝယ်တဲ့လူရှိမယ်ရောင်းတဲ့လူရှိမယ်ဒီမှာ quotation ပေါ့နော် quotation ဆိုတာဥပမာဆိုလို့ရှိရင် coffee ဆိုင်တစ်ဆိုင်မှာ quotation ကဘယ်လိုဖြစ်ပါလဲဆိုတော့ coffee သူတို့ဆိုင်မှာဆိုင်တစ်ဆိုင်မှာရနိုင်တဲ့ menu တွေပေါ့နော်coffee ရမယ် cake ရမယ် matcha ရမယ်ဒါက quotation ပေါ့နော်ဒါရောင်းတဲ့လူကနေကျွန်တော်တို့ဆိုင်မှာဒီလိုရပါတယ်ဆိုတာကိုပြထားတာပေါ့နော်အဲ့ quotation ကိုဒီဝယ်ရလူရှင်ကိုပြပြီးသွားလို့ရှိရင်ဝယ်ရလူကဘာရနေပြီးတော့ okay ဒါကိုကြည့်ပြီးတော့သူမှာမဲ့ partial order ဆိုသူပေးရတယ်ပေါ့နော်coffee ကဘယ်နှခွက်ဘယ် site ကိုထည့်ပေး matcha ကဘယ်နှခွက်စသဖြင့်သူ partial order ရတယ်ပထမအဆင့်နဲ့ quotation ကိုသိရမယ် quotation ဆိုတာကရောင်းတဲ့လူကနေဒီဝယ်လူပေးရတယ်ပြီးလို့ရှိရင်ဒီဝယ်တဲ့လူကနေပြီးတော့ဒီ partial order ကိုဒီရောင်းတဲ့လူဘက်ကိုပြန်ပို့ရတယ်အနှစ်ပိုင်းပြီးတော့လို့ရှိရင်အနှစ်ပိုင်းကိုနားလည်သွားပြီဆိုလို့ရှိရင်ဒုတိယအဆင့်ပြီးသွားပြီ partial order လည်းပြီးသွားပြီ quotation ဆိုတဲ့အရာလည်းပြီးသွားပြီပြီးလို့ရှိရင် advice note ဆိုတာရှိပါတယ် advice note ဆိုတာကတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီကိုရှိလာဝဲလူကဘာမှာထားတယ်ဆိုတာကိုကအရင်လက်ခံရရှိပါကြောင်းဆိုတဲ့စာလေးပေါ့နော်ပစ္စည်းမှာထားတာကိုကလက်ခံရရှိတယ်အဲ့ပစ္စည်းရဘယ်နှခုဆိုတာလက်ခံရရှိပြီးဆိုလို့ရှိရင်ဘာလုပ်ပေးရတော့မှာလဲ delivery နဲ့ပေးပို့ရတော့မယ်အစားတောက်တွေမှာပဲဖြစ်အခုနောက်ပိုင်းမှာ delivery service တွေတော့လေ delivery နဲ့ပေးပို့ရတဲ့အတွက်ကြောင့် delivery note ကိုဒီရောင်းတဲ့လူကပဲဒီဝယ်တဲ့လူရှိပေးပို့ပေးရတယ်အဲ့လိုမျိုးအပိုင်း၄ပိုင်းပြီးသွားမယ်ဆိုလို့ရှိရင် invoice ဆိုတဲ့အပိုင်းရောက်လာမယ် invoice ဆိုတဲ့အပိုင်းမှာဆိုလို့ရှိရင်ဒီနှစ်ပိုင်းရှိမှာပေါ့နော် sale invoice ရှိမယ် partial invoice ရှိမယ် sale invoice တို့ partial invoice တို့ကိုကိုပြတည်ဖို့လို့ရ sale invoice ဆိုတာကဒီရောင်းတဲ့လူကပေးပို့မှာဖြစ်ပြီးတော့partial invoice ဆိုတာဝယ်တဲ့လူကနေလက်ခံရရှိမဲ့ invoice ကိုခေါ်ပါတယ်ဒါတော့ရှင်းရှင်းလေးပဲ partial ဆိုရင်ဝယ်တဲ့လူဘက်ကရရှိမယ် sale ဆိုရင်ရောင်းတဲ့လူကနေပေးပို့ရမယ် okay အဲ့လိုမျိုးပြီးတော့တဲ့အခါမှာဒီ debit note တွေ credit note တွေရှိပါသေးတယ်အဲ့ debit note တွေ credit note တွေကဒီ slide ထဲမှာတော့မပါဘူးပေါ့နော်အဲ့ debit note တွေ credit note တွေကဘာကြောင့်ဖြစ်လာလဲဥပမာ order တစ်ခုကမှားသွားတယ်နော်ဒီမှာရေးပြီးတော့ရှင်းပြပေးdebit note ပေါ့နော် debit note နဲ့ credit note ကိုကျောင်းသားတွေတော်တော်များများ confusing ဖြစ်တယ်လို့ပြောရမယ် debit note ဆိုတာကပစ္စည်းတစ်ခုမှားလိုက်တဲ့အခါမှာ error ပါနေတာပေါ့ဥပမာဆိုရင်ခုန coffee example ပြောမယ်ဆိုရင်မှားလိုက်တာကတော့ coffee က large size နှစ်ခွက်ပဲဒါပေမဲ့ small size ကြီးနှစ်ခွက်ရောက်လာဆိုရင်ဒီ order မှားနေပြီအဲကြလို့ရှိရင် debit note ကိုဘယ်သူကပေးပို့ရမှာလဲဆိုတော့ buyer ကနေပေးပို့ရမှာဖြစ်ပါတယ် buyer ကနေပြီးတော့ကျမတို့ order ကျမရရှိလိုက်တဲ့ order ရမှားနေပါတယ်ဆိုပြီးတော့ဒီ debit note ဒီ partial ရမှားနေရဆိုတာကိုဒီ buyer ကနေပြီးတော့ဒီ seller စီပြန်ပို့ရမှာပေါ့နော်အဲ့ဒါကို debit note လို့ခေါ်ပါတယ်ဒီက buyer ကနေပြန်ပို့တဲ့ note ကို debit note လို့ခေါ်တယ်ပြီး credit note ဆိုတာကတနည်းအားဖြင့်ဆိုလို့ရှိရင်sale return လို့လည်းပြောလို့ရတယ်အခု sale return ပြောလို့ရတယ်
credit note ဆိုတာကတနည်းအားဖြင့်ဆိုလို့ရှိရင်အခုနမှားနေတဲ့ alright မှားနေတာရောဒီ seller ကနေပြီးတော့ရရှိမှာပေါ့နော်ရောင်းတဲ့လူပြန်ပွဲဒါဆိုလို့ရှိရင် credit note ဆိုတာ sale return sale return S ဆိုတာလို့ရေးလိုက်မယ်နော် sale return ကိုခေါ်တယ်သူပို့လိုက်တဲ့ပစ္စည်းကမှားနေတာဒီ seller စီပြန်ရောက်မယ် seller ကနေပြီးပြန်ပို့ရမယ်ပေါ့နော်ပြီးလို့ရှိရင်ဒါကပစ္စည်းမှားလို့ရှိရင်ရေးရမယ် debit note credit note ဖြစ်တယ်တကယ်လို့ကိုပို့လိုက်တဲ့ပစ္စည်းကမှန်တယ်ရေးအတွက်တွေရော quantity ရော price ရောမှန်တယ်ဆိုလို့ရှိရင်ဒီ debit note credit note ကမပေါ်ပါဘူးကြားထဲမှာဒီ transaction တွေကတော့ဒါအပေါ်ဆောင်အနေနဲ့ပြပြတာဖြစ်တယ်နောက်ပြီးကြလို့ရှိရင်ပတ်စံနေပါတောင်းရတော့မယ်အရှင်တွေရောက်လာပြီသူဝယ်ထားတဲ့ပစ္စည်းကိုလည်းကိုကပေးပို့ပြီးပြီဒီ invoice တွေလည်းပေးပြီးဆိုလို့ရှိရင်statement remitted advice account တွေပေါ့နော်ဒီပစ္စည်းကုန်ကြစည်တူတွေကဘယ်လောက်ကျပါလဲဆိုတာကိုဒီ seller နေပြီးတော့ buyer ကိုပေးပို့ရမယ်နောက်ပြီးကြလို့ရှိရင်ဒီ buyer အနေနဲ့လည်းဒီသူကုန်ပစ္စည်းရပြီဆိုလို့ရှိရင်ပတ်စံပေးရှိရတော့မယ်ဒီ remittance advice တွေကိုသူပြန်ပေးလိုက်ပြီပေါ့နော်ပတ်စံပေးလိုက်ပြီနောက်ပိုင်းမှာတော့ဒီသူပတ်စံလွှဲလိုက်ပြီဆိုတဲ့အကြောင်းကို seller နေလက်ခံရရှိပါကြောင်း receipt ဆိုတာနောက်ဆုံးမှပေါ်လာမှာဒါကုန်ပစ္စည်းဝယ်တဲ့အခါမှာဒီအစင်းစင်းဘလို့သွားတယ်ဆိုတာရှင်းပြသွားပါအဲ့အစင်းစင်းဖြစ်ပေါ်နေတဲ့အရာတွေအကုန်လုံး business document အပိုင်းထဲမှာရှိပါတယ် business document ဆိုတာ accounting မှာအခြေခံကြတဲ့ဒီ basics လေးဖြစ်ပါတယ်ဒါလေးကိုသိချင်နားလည်ဖို့လိုပါတယ်အဲ့ဒါဒီမှာတစ်စင်းဒီကိုက transaction တွေကိုဒီ post of origin နဲ့ entry တွေ ledger account တွေမှာစာရင်းသွင်းနိုင်မှာပဲဖြစ်ပါတယ် okay ဒီနေ့ကတော့ဒီလောက်ပါပဲ thank you so much